မြန်မာနိုင်ငံလူတွေကိုထိုင်းရနေပြီးနှလုံးသုံးလုံးတွေကိုယူလာခဲ့တာခင်ဗျားတို့ကျွန်တော်ပြောရင်အားကြောင့်ပြောတယ်ဒီလောင်းကစားဒိုင်ရဲ့အုံနောက်ကတေးသေးလေးခင်ဗျားတို့ထင်နေရလားလို့ဒီ online လောင်းကစားတွေဒီကလေးတွေကိုကြော်ညာနေဆိုတော့ဒီအခုတည်းကရွေချက်ရှိရှိနဲ့ခင်ဗျားတို့ဇလန်းစနေတာပြိုးနေတာကျွန်တော်ပြောတာခင်ဗျားတို့လက်မခံဘူးဒီနှလုံးသုံးလုံးတွေကိုသူတို့တစ်ချိန်ကအဲ့လိုမျိုးပဲလုပ်ခဲ့တာဈေးတွေမှာလက်လို့လက်စားသမားတွေဒီအဓိကအောက်ခြေလူတွေကပိုသိမ်းလုပ်လွယ်တယ်သူကဘယ်လိုသိမ်းသွင်းသွားလဲဆိုတော့ပတ်စံ100ရှိရင်ချက်ချင်းပတ်စံ8000ဖြစ်သွားမယ်ဒီနေ့မပေါက်ရင်နောက်နေ့ပေါက်မယ်ကွာနောက်တော့100တော့လာလာရင်းနေလိုက်တစ်ချိန်တော့မေလို့စီမှာပတ်စံများများကင်ရမယ်ဒီလိုနှလုံးသုံးလို့ဒီလိုဈေးတွေကိုသွားမယ်သူတို့ marketing ဆင်းခိုင်းတဲ့လူတွေရှိပြီးသားနော် marketing လိုက်ဆင်းတဲ့ကောင်တွေရှိတယ်အဲ့ဈေးသူဈေးသားတွေအချင်းချင်းကိုပဲစီးရုံထားတာအဲ့လူတွေတစ်ချိန်မှာပြီးရင်ဒိုင်ဖြစ်သွားအောင်ရက်ွက်ထဲမှာဒိုင်ဖြစ်ပြီးတော့ကြက်ကျူးပါကုန်ကြအောင်အဲ့လူတွေကအိမ်သုံးဒီဈေးတွေမှာလိုက်ပြီးတော့အဲ့နေဒီနေ့ဈေးနင်တို့ဈေးရောင်းလို့ပတ်စံအမြတ်ဘယ်လောက်ပို့လဲငါတော့ဒီနေ့တရက်ရောင်းတာ3-500ပို့တယ်အေးဟုတ်ပြီအဲ့ဆိုအဲ့900တွေကနေ200ပို့တော့နေနှလုံးထိုးလိုက်ပါလားနေမပေါက်တော့လဲနေဒီနေ့200ပဲကုန်မှာ10ရက်နေတော့မှ2000ပဲကုန်တာအဲ့10ရက်တွင်းမှာနေတရက်ပေါက်ရင်8000တောင်ရမှာပတ်စံကိုတစ်လုံးတစ်ခဲတဲ့ငွေကိုတောင်းကနန်းသိန်းကနန်းတစ်လုံးခဲတဲ့ကင်ရင်တဲ့ခါကျတော့နှလုံးသွားထိုးတယ်သုံးလုံးသွားထိုးတယ်အဲ့လိုမျိုးတွေနဲ့ဆွဲသွားတာတစ်စင်ကြီးခင်ဗျားတို့သိလားပေါ်သေးသေးထင်နေရတာခင်ဗျားတို့လောင်းကစားဆိုတာခင်ဗျားတို့မပိုင်မဲ့ဘာမှမလုပ်ဘူးခင်ဗျားတို့ပလန်ချပြအားလုံးလုပ်တာ